สิบลูกบาเกปะปูปะพมุพควาปะตุบอตาสาละเมปวาเสทเวตอกูกาเดละมาลาบอกสายัวละตาเดสรนุละอมูคนนี่ลอโอเคนี่ตาสกตอละป่วยยัวอปาวมุแค่ละอวละบกสิทอบรมาลากปอตโกบกสายัวอวนี่ลอเดนี่ยาอีกษากลูทาตุโลปวาดอกตามาเรดพานีมอนตุตตะปินโนนอดมีดิเกตราพาดุสปอลุเสก็ดุตินอทอกิเวดาปวาติสันนิโพติปะตุโลละตาเคลปุเนสิทอบรตาบลุโพติเกအဂေဒီအဝဲနေမီတမာယောအတလယေရှုခရစ်ဘူးလတူရောလောအခုတော့ဝဲကိုကနေလတာတာတော့ပြောဝါလည်းဆက်တဲ့နေတဲ့ဖာတော့ဘုကေဆက်တဲ့မိဒနေအခုနေတော့ဘကစင်တော့စီတော်ရတော့ကစားယူဟာဒါညိုင်းနေဘကစီဘလူစီပိုစီတော်ဘရဂေဘကစားယူဟာကဘလတာတာဝီအစုကတဲ့ယူလာအခုတော့မြေဝဲတာဒါဘလူပါဩဒါဘလူပါဩတနေ့ရိုက်ပမူနေမှုသောပမိလေခေါ်ပြပါဩလာဒါအလွယ်အကလုကလူမျိုးပါသတနာကေတော့ယွာလဘပေါတကကြီးအဝဲတာအတာစရပနိမေတာလအလောလောလာလောတရားကိစ္စရောဥရောတာအလောအလောအလောပွဲလောထဲတမီလောလောတာဒုကနာလောတာစုအကလူနေတနေ့ရိုက်ပကလေတကုလောပကစိပလူပကစာယွာလောဥရောပါထောဘတပူယူခေါ်လောပတောင်မပူနေတကေဒါတော့ဝိဆိုတဲ့ယူပကကေဆက်တဲ့ကိုတော့စီတော်ဘရကစာယွာကိုတော်လည်းမြေဝဲတာဒါဘလူပါအိုပကွဲမှုပါဘူဒီခွာဝတာကလုံးပကလစ်ဂရခုဘူဒီမှုတူတူပေါ်တည်ရပါပကကေတော့ခရမဲတော့စီတော်ဘရတို့စာယွာကောနေလော Bye.
水杯，我的嘿，到黑可黑那把那个啥个路他，阿克拉达个土坡的包，了等人家不会土坡打沙，对的吧？เรา不会用阿帮我们对的吧？เพราะว่าปาตุปาตะมีไว้ได้แล้วปกเลตาเอาคนนี้ตอนนี้ยากบาตีไว้ได้หรอยามิตีมาเยซูมูไว้ได้แล้วปปูกันนี่นี่หรอအခုတော့တနည်းအားရတဖလလာအမေပတာမေတာတခါအင်းနေပကမာတီကျော်တော့ပကပလဲယေရှုနုလပပူတော့ပပွားစရပွားလို့ပကလေတာဆုညာဒီစပေါ်လူတဲဝဲအတူလို့ယမူဘာသာတနာကေတော့တမေယမူဘာမေခရစ်မူဝဲတာလေယပူအတူနေတကတော်နာရခေတာတာဝိခိယူဒီယူတော့အကတဲ့ယူပကစီတော်ဘရဒဝဆန်ယူလာတာဟီလောအာလောတော့တဘလောကတာလောပတဆုပကဆိုင်ယူဒီတာတာဝိအခုတော့စိပါသူလောယတမေရပါယတမေရပါတနည်းအားမောပွဲကိုကတဲ့ပတပူကမေရာဝဲကဆာခရစ်အိုဝဲဆိုဝဲတော့ပပွားစရပွားလောတောင်အမူလဲဝလို့တဲ့ခဲလဲအောနေပကတဝိစီတော်ဘရဒဝဆန်ယူလာတာဟီလောအာလောကေပတပနောကိုခုတော့စိပါပွားယတမေရပါสุกุยโยกุยมุโคตาเฮตุติลายกษาโยโอลิเคลลตาโยชอปอกิลทาเดบาโยติจิเยลตอนาฮี
sa lo asoi bwa lo la lo na ta tu le bu tu su ta wa no to blo ba mi no khon ni sa no do ta to pha do do na su ka tu we ko di no ga de lo bon lo mu le ta mu ta le khom lo ti de pa pu kho do ta blu do ma lo sa ta mu yo de do na ri keပနေပါတာအခွက်လလပပွဲလပကစစ်လူစစ်ပစစ်တော်ပြမလန်ပေါ်မှာကစားရွာတော့ဘလောခေါ်လတာဟီလောအလောဘပတပနောခုစုပကစားရွာစုပခုတော့ဒါဘလုဒိုမနီလောတောင်မူတန်လေခေါ်လို့ခဲလဒါအလွယ်မျိုးတိလေပါသတနာကြီးတော့ပကမေကစားအဖို့တီနော်တေတဖာခေါ်ဘုဒ္ဓဘုယူခေါ်စစ်လူစစ်ပစစ်တော်ပြမလန်ပေါ်ကစားရွာတော့ဘကလုကိကစားရွာအဘလုခေါ်ဘလို့ဒါစစ်လူကိကစားရွာတော့စာအတကခုပါလဘတာအိုမူတန်လေခေါ်လို့တေတဖာဟိုပါဟိုဘဟီလောအလောပတာပနောကိုခဲလေစုကိစားစုပူလောဒီနေ့တော့စာဖို့မှုဖို့ခွာတော့ယွာအပွားကောမူလက်တနိညာအစစ်တော်ဗြဟ္မာလာပုကစားယွာလနာဟုတန်စစ်တော်ဗြအတော်တေတဖာစေကောနီတနောကိုတော့ဒါလေခေါပလုကွာဆမဲတနောကိုတော့ဒါစုတာစတနောကိုတော့ဒါကောတိုင်ခဲတနောကိုတော့ဒါဝိယုခေတေတဖာပါစာယွာပုကစားပနာလောဒါစစ်တော်ဗြအတော်တေတဖာဤနေကိုအောဝကွေဝဲတာကဲမေတာလေခေါပလုကွာဆမဲတေတဖာအတကပွဲတော့ဒါသူခုတာခုဒါသူမိတမ်ဒုန်ဒီဘာဂီတာတာခုတာဖို့တာမူတာကိုလေခေါပလုကစားဆိုေမဆောပါတကေယွာပုကစားတာဘလုဒိုမာလောတောင်မူမူနီမူသောနာရီတာဆောတော့ခဲလောလောတဲ့ဘေလောအလောစုကစားစုပူခိခပစုလောစထရပွားလေတာနောပွားဘောတော့ပပွားဒီတာဘာကစားတာတုပတန်ရီတိုနောတမီပါကလောခရီမီကိုဘခေတော့စစ်လူကိစားတော့တိုင်ပပတာဘူဆိုဆွေယွာပုစားအာမင်စစ်လူပါပတော့ပွဲသူဘောတာစာတေပလာခုတော့တနေ့ပွာလာတော့ခရမတ်ကိုတာကိုငါတဲ့တော့ယွာအပွားကမှုခဲလက်စစ်တော်ဘရကဆာယာနာဟုတာစစ်တော်ဘရအတော်တေပလာစေကောပစစ်လူပါတူလပတာတော့တပညာနီလောအစုကတဲ့နေပကရုတကိုပကလစ်ဂရမော်တိုပိုတော့ပကလစ်ဂရမော်တိုလောတီလောဆက်ဖဲလီယိုဟာဆဒိုခော့အစဖို့တစီခိနီလောလတာတပလခောပကရုတကိုနီဒီကေလီယိုဟာဆဒိုခောစဖို့တစီခိတော့သူကတိညာတာမေတာတော့တာမေတာတော့နေကမချုဖလက်သူလောတာဘလူဒိုမနီလောပကတာဝီစီထောရဒိုပကဆာယွာလာတာဝီတယူနီလောတာဝီနော်ဂီနီတကရတစီလူထာတော့နော်ဂီတကရတော့တစီလူပကတာဝီယောကိုဆတဲ့တော့ခဲလေခဲစင်းနေဝေဒာခုဆလောပကတာဝီကိုဆတဲ့လာတာဟီလောပတလကဆာယွာအပူနေတကေတကရတစီလူဝေခုဆပကတာဝီကိုဆတဲ့နေတကေSo sweet and walking Yabuni go sakato Dule plena tato Dule plena tato Iyasudu manata Ota ina bayata yakone bola atwe kemala na woneke kemala na woneke do ta we ya na
so pa pa do ya no pi mo la ate wa la la ka sa kle wa la la ka sa kle to talk elani mo akena tatake yata kuta satapa malo opena natha malo opena natha Sa Beya sa yatu jama Yata da Minata tameba Minata tameba Yata ya palo ye lana koti la fue donga nyai ne la de no so de que kina play no so de que kina play tam du ma lo tani nyai ni lo ta pa so si do ka ta bu ta ba ka to ni po do pa pu de mu e mu lo we da ku ta ta le kho plo ta o mu ta le kho plo lo sa ywa sro o sa ywa ma ta do o te de pha do tani nyai so to na ri khai ni pa ka na khu ba ta le kho plo ta u ta te de phaขอบคุณแล้วผู้เดมูมูเนี่ยล้อก็ดอกพี่เราคิดแต่ซื้อต่อแล้วเราก็ไปซื้อผู้เดมูโอแล้วเวลาก็ที่นี่คิดแต่ซื้อต่อแล้วแต่ละครอบครัวแต่อุตส่าห์ที่จะพาวันนี้ล้อตามดูมาล้อခြေစွာရှိန်နိုင်ပြင်ဆင်ပေးတယ်ဖျားသခင်ကိုကျေးဇူးတော်ရှင်မွန်းပါတယ်ပြီးတော့မှဒီမှာနေရာပေးတယ်ပေါ့နော်ဒါဒုနဲ့တကွာတင်တော်မှာရှိတဲ့တာဝန်ရှိပုဂ္ဂိုလ်တည်တည်ကိုလည်းကျေးဇူးများတင်ပါတယ်လို့ကျွန်မကဒီနေ့မှာတော့ပေါ့နော်ကျွန်မကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အရာလေးတွေကိုကောပြီးတော့မှဒီမှာရှိတဲ့လူငယ်တွေအတွက်ပေါ့နော်နည်းငယ်ကျွန်မပြန်ဆင်ခြင်းမိတဲ့ကျညွှန်းလေးတွေနဲ့တကွာပေါ့နော်ပြန်ပြီးတော့မှနည်းငယ်တိုက်တွန်းခွန်အားပေးဖို့ဖြစ်ပါတယ်အရင်ဦးဆုံးပေါ့နော်တိုက်တွန်းခွန်အားမပေးခင်မိချင်တာကလေဒီမှာရှိတဲ့လူငယ်တွေကဖျားเจ้าကိုရောက်လာတယ်ပေါ့နော်ရောက်လာပြီးသွားရင်ပြန်သွားရင်ကိုယ့်အတွက်ကြံလားကိုယ့်အတွက်ခွန်အားရတာတစ်ခုခုကြံခဲ့လားဟုတ်ကဲ့ကြံခဲ့တယ်လို့ကြားတဲ့အတွက်အများကြီးဝမ်းသာဂုဏ်ယူပါတယ်ကျမတို့ဒီလူငယ်မှမဟုတ်ဘူးပေါ့နော်လူတွေဖြစ်လာတဲ့ခါမှာဆိုရင်ကျမတို့ကတစ်ခုခုကိုဖျားเจ้าကိုလာတယ်ဥပမာပေါ့3နာရီနဲ့4နာရီမှာကြိုးစားခြင်းမိတ်ထာရပေါ့နော်လူငယ်ကြိုးစားခြင်းမိတ်ထာရ CE ရှိတယ် CE ပြီးရင်4နာရီနဲ့5နာရီမှာကျမတို့ကဒီကျူရှင်သွားမယ်ပေါ့ကွာတစ်ခုခုကိုထားတယ်ဆိုရင်လေကျမတို့ကကျူရှင်သွားမယ့်အရာပေါ်မှာ focus ကိုပိုရောက်သွားတယ်ပေါ့နော်ကျူရှင်မဟုတ်ဘူးတငယ်ချင်းတွေနဲ့သွားမယ်ဆိုလဲ okay တငယ်ချင်းတွေနဲ့သွားမယ့်ပေါ်မှာ focus ကိုရောက်သွားတဲ့ခါမှာကျမတို့ရဲ့ presence time ကို focus မလုပ်နိုင်ဘူးပေါ့နော်အဲ့ဒီခါမှာဆိုကျမတို့အတွက်ဘာမှမကြံဘူးပေါ့နော်ကျမကအဲ့လိုမဖြစ်စေချင်ဘူးဖျားเจ้าကိုရောက်လာတဲ့ခါမှာဘယ်အရာပေါ်မှာ focus ထားပြီးတော့မှလဲဆိုရင်ကျမတို့လက်ရှိ presence time မှာကျမတို့ဘာလုပ်နေလဲဆိုတာကို focus ထားပြီးတော့မှကျမတို့အတွက်ဘာရမလဲဆိုတာကိုပေါ့နော်နည်းငယ်တေချာလေးစင်ကျင်သုံးသက်စေခြင်းနဲ့ပေါ့နော်
အဲ့ဒါပြီးတော့နောက်တစ်ခုကကျွန်မဒီနေ့တသိခမဲအကြောင်းအရာလေးနဲ့တိုက်တွန်းမဲ့အကြောင်းအရာလေးကိုပေါ့နော်ခေါင်းစဉ်လေးတစ်ခုနဲ့ပြင်ဆင်လာတယ်ကျွန်မပေးထားတဲ့ခေါင်းစဉ်လေးကတော့ချင်းကက်ချင်းမှန်စီလို့တဲ့ကျွန်မတို့ရဲ့ချင်းကက်ချင်းတွေမှန်ဖို့ပေါ့နော်ခေါင်းစဉ်လေးပေးထားတဲ့ခါမှာဆိုလဲခေါင်းစဉ်ကလည်းအင်မတန်အရေးကြီးတဲ့အရာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လူငယ်တွေဖြစ်တဲ့ခါမှာတစ်ချိန်မှာလူကြီးတွေဖြစ်လာမယ်လူကြီးတွေဖြစ်လာရင်စင်ပေါ်တက်ရတဲ့ခါတွေလည်းရှိမယ်ဒီလိုမှမဟုတ်ဘူးအလုပ်ငန်းခွင်ဝင်တဲ့ခါမှာဆိုလဲမီတင်ထိုင်ရတဲ့ခါတွေရှိမယ်ပေါ့နော်ဘယ်လိုအခြေအနေမျိုးမှာဖြစ်ခေါင်းစဉ်ကအမြဲတမ်းပေးကိုပေးရမယ့်အရာတစ်ခုဖြစ်တယ်ခေါင်းစဉ်မရှိရင်ကျမတို့ပြောတဲ့စကားတွေကအမှန်ကန်ယူလို့မရဘူးပေါ့နော်ဒီခေါင်းစဉ်တစ်ခုပေါ်မှာမူတည်ပြီးတော့မှ focus ထားပြီးတော့မှပြောမယ်ဆိုရင်ကျမတို့ကဒီစကားပြောတဲ့အခါမှာလည်းဒီခေါင်းစဉ်ထဲမှာဝင်မယ်ဆိုတာလေးကိုတော့ knowledge sharing လေးအနေနဲ့အနေငယ်ပြောပြချင်ပါတယ်လို့ဒီနေ့ချင်းကက်ချင်းမှန်စီလို့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြင်ဆင်လာတဲ့အခါမှာကျမတို့ကဘသူကိုချင်းကက်ရမှာလဲဒါပဲလားဆိုတော့နောက်တစ်ခုကဘာကြောင့်ချင်းကက်ရမှာလဲhome ပေါ့နော်ဘသူကိုလဲပြီးရင် why ဘာကြောင့်ရှင်ကပ်ရမှာလဲနောက်တစ်ခုကဘယ်လိုရှင်ကပ်ရမလဲပေါ့နော်ဒီຢာလေးကိုဒီမှာရှိတဲ့လူငယ်တွေကိုဒီ၃ချက်နဲ့အနေငယ်တိုက်တွန်းခွန်အားပေးရတဲ့တသက်ခံမှာဖြစ်ပါတယ်လို့ပထမဦးဆုံးကတော့ကျမတို့ဘသူကိုရှင်ကပ်ရမလဲဒီနေ့ခေတ်ကြီးထဲမှာလေရှင်ကပ်စရာတွေအများကြီးပဲနော်လောလောဆယ်ပြောမယ်ဆို idol တွေလေသိလားidol တွေK-pop idol မှာစာ idol တွေနောက်ကိုရီရှင်ကက်ချင်တယ်သူတို့နောက်ကိုလိုက်ဖို့ကြိုးစားတယ်ဟုတ်တယ်နော်အကုန်လုံးနှီးပါပဲအဲ့လိုမျိုးတွေဖြစ်တယ်ဒါပေမဲ့ကျမတို့ကအမြဲတမ်းကိုပြန်ပြီးတော့မှစင်ကြင်မှတ်သားရမှာပါလဲဆိုတော့ကျမတို့ကဖရာသားသမီးတွေဖြစ်တယ်ကျမတို့ကိုချစ်တဲ့ဖရာကျမတို့ကိုဖန်ဆင်းထားတဲ့ဖရာကကျမတို့စီမှာရှိတယ်ကျမတို့ကအဲ့ဒီတစ်ချက်ကိုမေ့လိုက်လို့မရဘူးပေါ့နော်ချင်းကက်စရာတွေမြောက်များစွာပေါ်နေတဲ့ခေတ်ကြီးမှာနံပါတ်1ကကျမတို့ကဘုရားသခင်ကိုချင်းကက်ရမယ်။နောက်ပြီးတော့နံပါတ်2ကျမတို့ရဲ့မိဘတွေလူကြီးတွေပေါ့နော်လူကြီးတွေစီမှာချင်းကက်ရမယ်။နံပါတ်3ကတော့ကျမတို့ရဲ့လမ်းပြောက်နေတဲ့တငယ်ချင်းတွေစီကိုချင်းကက်ရမယ်တဲ့။အဲ့လိုချင်းကက်တဲ့အခါမှာဘာကြောင့်လဲ။ဟုတ်ပြီချင်းကက်ရမယ်ဆိုတော့သိပြီ။ဘာကြောင့်ချင်းကက်ရမှာလဲ။ဒီတိုင်းပဲချင်းကက်ရုံနဲ့အကြောင်းပြခြင်းမရှိဘဲနဲ့ရှင်းကပ်တာကအချိန်ဖြုံးခြင်းတစ်မျိုးပဲတဲ့နော်အဲ့တော့ကြောင့်မလို့ဘာကြောင့်ရှင်းကပ်ရမှာလဲကျမတို့စင်ကြင်ကြည့်ရအောင်ကဲနံပါတ်1ဘုရားသခင်ကိုကျမတို့ဘာကြောင့်ရှင်းကပ်ရတာလဲဆိုတော့ကျမတို့အတူတကွကျမ်းစာလေးကိုဖတ်ကြည့်ရအောင်နော်စာလံခန်းတရားခုမြောက်သောစာလံအငယ်3တရားခုမြောက်သောစာလံအငယ်3ခြားရဘုရားသည်ဘုရားသခင်ဖြစ်တော်မူသည်ဟုသိမှတ်ကြလောခြားရဘုရားသည်ငါတို့ကိုဖန်ဆင်းတော်မူ၍ငါတို့၏အရှင်ဖြစ်တော်မူ၏ငါတို့သည်လည်းခြားရဘုရား၏လူဖြစ်ကြ၏အထံတော်၌ကျက်စားသောသူစုလည်းဖြစ်ကြ၏ဒီမှာပြောထားတယ်ဘုရားကကျမတို့အတွက်ဘာလဲဆိုရင်ဖန်ဆင်းအရှင်တဲ့နော်ကျမတို့ရဲ့ဖန်ဆင်းအရှင်ဘုရားမို့လို့ကျမတို့ကရှင်ကပ်ရမယ်အဲ့ဒါအပြင်ပဲလားဆိုတော့မဟုတ်ဘူးเนาะနောက်ထပ်ကျမ်းပိုက်တစ်ပိုက်ကိုကျွန်မပြောပြမယ်ယေရမိခန်းကြီး1အငယ်9ကကြီးပေါ့เนาะယေရမိအနာဂတ်ကျမ်းအခန်းကြီး1အငယ်9ကကြီးမှာဆိုပါပြောထားလဲဆိုရင်တင့်ကိုအမိဝမ်းထဲ၌ငါမဖန်ဆင်းမီတင့်ကိုငါသိပြီတဲ့ကျမတို့ကိုလေဖခင်ကဟိုးအမိဝမ်းကလေးမှာမဖန်ဆင်းခင်ကတည်းကသိတယ်ဖခင်ပေါ့เนาะဒီဖခင်ကိုကျမတို့ကဘာလို့မရှင်းကပ်ရမှာလဲကျမတို့ကိုအမြဲတမ်းကျမတို့ကိုဘာလို့မလဲမပြောနဲ့တော့ကျမတို့အသက်ကြီးလာတော့ဟိုဘာတွေတွေးထားလဲဆိုတာပြောမနေနဲ့တော့နော်ကျမတို့မမွေးခင်ကတည်းကကျမတို့ဘိုက်ထဲမှာနေကတည်းကကျမတို့ကိုသိတဲ့ဖရားဖြစ်တဲ့ခါမှာကျမတို့ကအဲ့ဒီဖရားကိုမချင်းကပ်ရင်ဘသူကိုပို့ပြီးတော့ချင်းကပ်ရမှာလဲနော်အဲ့တော့အဓိကပြောချင်တာကနံပါတ်1ကျမတို့ရဲ့ဘဝမှာပထမဦးစားပေးပထမဆုံးရှင်းကပ်ရမယ့်အရာကကျမတို့ကိုဖန်ဆင်းတဲ့အရှင်ကျမတို့ကိုဘိုက်ထဲမှာတည်းကသိတဲ့ဖရားကိုရှင်းကပ်ဖို့ဖြစ်တယ်အဲ့ဒီလိုပဲလားဆိုတော့နံပါတ်2ပေါ့နော်လူကြီးမိဘကိုချင်းကပ်ရမယ်လူကြီးမိဘတွေရဲ့အကြံလူကြီးမိဘတွေရဲ့စကားနားထောင်ခြင်းနဲ့ပေါ့နော်ဒီနေ့ခေတ်ရောက်လာတဲ့ခါမှာလေကျမတို့ကလူငယ်တွေကလေပို့ပြီးတော့ဘယ်လိုပြောမလဲအုံနောက်တွေးတာမြန်တယ်လीနော်အမေတို့အဖေတို့အဖိုးတို့အဖွားတို့ဆိုဟိုဘက်ခင်မှာကြံခဲ့တယ်လို့တော့ခံစားရတယ်နော်အဲ့လိုမျိုးလေတခါတလေကျရင်ပြောလိုက်တဲ့စကားတွေဆိုလေ
တိတ်ပြီးတော့နားမထောင်ချင်ဘူးအကြံနေဆိုမယူချင်ဘူးဖြစ်ဖူလားတရားလူငယ်တွေရောဖြစ်ဖူးတယ်နော်ကျွန်တော်လေတခါကျွန်တော်ဆိုလေကြုံဖူးတယ်ခဏခဏအဲ့လိုမိဘအမေတို့ပေါ့နော်အထူးသဖြင့်တော့အမေနဲ့လက်ပွန်းတစည်းနေတဲ့ခါမှာအမေကအကြံပေးရင်လေတိတ်နားမထောင်ချင်ဘူးအမေအကြံရလေဒိတ်အောက်လိုက်တာဒီဘက်ခေတ်ကြီးမှာဓာကြီးကသုံးလို့မရတော့ပါဘူးကွာအဲ့လိုမျိုးခံစားရဘူးလေသိလားအဖွားဆိုပိုးဆိုငါတို့ခေတ်တုန်းကဆိုမနှက်စောကြီးဘလို့ထတာ तू အဲ့လိုပြောတဲ့အချိန်မှာလေဟာဒီဘက်ခေတ်ကြီးမှာမီးတွေဒီလောက်ပေါ်နေတာထမင်းအိုးနိုးတဲ့အချိန်ကောက်တယ်လိုက်ပြီးပြီပေါ့ကိုကအဲ့လိုမျိုးကိုယ့်ရဲ့ mindset ကိုပေါ့နော်အများနဲ့ဆိုကို self confident ဖြစ်ပြီးတော့ proud ဖြစ်တာပေါ့နော်ဂုဏ်ယူတဲ့ခါမှာဆိုရင်လေအရင်ကြုံဖူးတယ်ပေါ့နော်အဲ့လိုမျိုးဆိုဘုရားသခင်မကြိုက်ဘူးဆိုတာကိုကျွန်မကအမြဲတမ်းနှုတ်ကပတ်တော်တစ်ခုကပြန်ပြီးတော့မှတတိပေးနှိုးဆော်တယ်ပေါ့နော်အဖက်အခန်းကြီးရှောင်းအငယ်1ပေါ့နော်သားသမီးတို့သခင်ဖျားကြီးအလိုတော်နဲ့အညီမိဘစကားကိုနားထောင်ကြလောတဲ့မိဘစကားကိုနားထောင်ခြင်းအမှုသည်တရားသောအမှုဖြစ်၏တဲ့ကျွန်မဒီကျမ်းပိုက်ကိုပြန်ပြီးတော့မှစင်ကျင်မိတယ်ပေါ့နော်နားမထောင်ခြင်းတဲ့အခါကိုလှုပ်ချင်တာလှုပ်ဖြစ်ခြင်းတဲ့အခါဒီအများကြီးပေါ့နော်ကိုယ့်ရဲ့အစွမ်းကိုယ့်ရဲ့ခွန်အားကိုထုတ်သုံးဖြစ်ခြင်းတဲ့ပြချင်တာပေါ့နော်အဲ့လိုပြချင်ပြီးတော့ခါလီနားမထောင်ချင်တဲ့အခါတွေအများကြီးရှိတယ်ဒါပေမဲ့ဘုရားသခင်ကကျမတို့ကိုယုံကြည်သူဖြစ်တဲ့အခါမှာ तू ကပြည့်ညတ်ထားတယ်ကျမတို့ကမိဘစကားကိုနားထောင်ရမယ်သားသမီးဖြစ်တဲ့အခါမှာကျမတို့မလှုပ်ချင်သည့်တိုင်အောင်ကျမတို့ကနားထောင်ရမယ်ဆိုတဲ့အရာလေးကိုပေါ့နော်ပြန်ပြီးတော့မှဆင်ခြင်မိတယ်ပြီးတော့ဒီအဖြစ်တင်တဲ့နေလေးလူကြီးရဲ့အဖြစ်တင်တဲ့နေဆိုလေမကြားချင်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါကျမတို့လည်းနှုတ်ကပတ်တော်တစ်ခုပြောတယ်ပေါ့နော်သုတ်တန်ကျမ်းခန်းကြီး73အငယ်1သုတ်တန်ကျမ်းခန်းကြီး73အငယ်1လေးကိုတစ်ချက်ကြည့်ကြရအောင်အဲ့ဒီမှာပြောထားတယ်ပညာရှိသောသားသည်တဲ့အဘဤတွင်တင်ခြင်းကိုနားထောင်တတ်၏မထီမဲ့မြင်ပြုသောသားမူကားအပြစ်တင်ခြင်းကိုနားမထောင်တတ်တဲ့မိဘတွေကအပြစ်တင်လာတဲ့အခါပြောတဲ့အခါမှာကိုယ့်ရဲ့အမှားတွေလားဆိုတာကိုမစင်ကျင်နိုင်တဲ့အခါတွေရှိတယ်ပေါ့နော်ဒီခါမှာကျမတို့ကကိုစင်ကျင်ဖို့ဖြစ်တယ်ငါတို့ကိုဘုရားကဖန်ဆင်းထားတာငါတို့ကဒီမှာလူဖြစ်နေတဲ့ခါမှာငါတို့ကပညာရှိတဲ့သူလားမထီမဲ့မြင်ပြုတဲ့သူလားပေါ့နော်ဒီຢာလေးပေါ်မှာပြန်ပြီးတော့ဆန်းစစ်ပါလို့ကိုကတကယ်ပဲပြန်ပြီးတော့ဆန်းစစ်ပြီးတော့မှကိုကတကယ်ပဲနားထောင်တတ်တဲ့သူတယောက်ဖြစ်ဖို့ပြီးတော့လူကြီးမိဘတွေစီမှာရှင်ကပ်ဖို့ကိုလည်းကျွန်တော်ကဒီကနေပြီးတော့မှအနေငယ်ပြောပြချင်တယ်နောက်တစ်ခုကတော့လမ်းပြောင်းနေတဲ့တငယ်ချင်းတွေစီကိုလည်းကျမတို့ကရှင်းကပ်ရမယ်တဲ့လမ်းပြောင်းနေတဲ့တငယ်ချင်းတွေစီကိုရှင်းကပ်ရမယ်ဆိုတော့ဘာလို့ရှင်းကပ်ရမှာလဲဆိုတော့ဘာလို့လဲဆိုတော့ဒီဘက်ခေတ်ကြီးမှာဒီနေ့ဒီအချိန်မှာဆိုရင်ညောင်များစွာသောတငယ်ချင်းတွေလမ်းပြောင်းနေတယ်နော်လမ်းစားပြောက်တယ်ဘာမှဘာလို့ရမလဲမသိတော့ဘူးပေါ့နော်အရင်ပင်ပန်းနေတခါလေကြာရင်လည်းအသက်ရှင်ခြင်းစိတ်တောင်ပျောက်တဲ့အခြေအနေလူငယ်တွေကြုံရတယ်နော်ဒီမှာရှိတဲ့လူငယ်တွေရဲ့တငယ်ချင်းတွေမှာဆိုလဲရှိကောင်းရှိနိုင်တယ်ဘာလို့ဘာကန်ရမှန်းလဲမသိတဲ့အခြေအနေတွေရှိတယ်ပြီးတော့မှဘာကြောင့်ပေါ့နော်ယုံကြည်သူဆိုလဲဖျားเจ้าမသွားချင်ဘူးအဲ့လောက်အခြေအနေတွေရှိတဲ့သူတွေရှိတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ကအားငယ်စရာမလိုဘူးကျမတို့နဲ့အတူရှိတဲ့ဖခင်ဖြစ်တယ်ဒီအရာကိုကိုယ့်ရဲ့တငယ်ချင်းစီကိုတွားပြီးတော့မှပြန်ပြီးတော့မှကျမတို့ကပြောပြီးတော့မှဆွဲခေါ်ရမယ်ဟာလမ်းပြောင်းနေတဲ့တငယ်ချင်းတွေရှင်းကပ်ရမယ်ဆိုကိုကရောပြီးလမ်းပြောက်သွားဖို့မဟုတ်ဘူးเนาะဒီမှာလေးကိုအသင်းတော်တစ်ပါးမှာတဲ့ဆရာတစ်ပါးကတရားဟောတယ်တဲ့ဘာလဲပညာလေးကြီးပျော်စီးတဲ့အချစ်ကြောက်ဆောင်ဝေးချောင်းတဲ့အဲ့ဒီတရားကိုဟောပြီးသူပြောပြီးတော့မှအဲ့ဒီအသင်းတော်ကကလေးတွေကပဲတဲ့အပေါက်ကလည်းရောက်တော့အဲ့ဒီစကားပုံကိုဖြောင်းပြန်လှန်လိုက်တယ်တဲ့ပညာအချစ်လေးကြီးပျော်စီးပညာကြောက်ဆောင်ဝေးချောင်းဆိုပြီးတော့လှန်လိုက်တယ်ပေါ့နော်တကယ်ဆိုကျမတို့အသက်တာကျမကလည်းအခုပြောပြတာကလမ်းပြောင်းနေတဲ့သူတွေရှိကိုရှင်းကပ်ရမယ်ဆိုတာကျမတို့အားပေးဖို့ပေါ့နော်ကျမတို့ပြန်ပြီးတော့လမ်းမှန်ရအောင်ကိုပါရောပြီးတော့ငါပါလမ်းပြောက်ရအောင်ဆိုပြီးလမ်းပြောက်သွားစေချင်တာမဟုတ်ဘူးနော်အဲ့ဒါလေးကိုတော့လက်နှလုံးမချမလှဲ့ပါနဲ့လို့ပြီးတော့မှအဲ့ဒီလမ်းပြောင်းနေတဲ့တငယ်ချင်းစီကိုရှင်းကပ်ဖို့ဆိုရင်ယာကုပ်ခန်းကြီး9ငွေ19-20မှာပြောထားတယ်ပေါ့နော်ယာကုပ်ခန်းကြီး9အငယ်19-20မှာဗာပြောထားလဲဆိုရင်ညီကိုတို့သင်တို့တွင်တစုံတစ်ယောက်တော်သူသည်တမတရားလမ်းမှလွဲသွား၍သူတစ်ပါးသည်ထိုသူကိုပြန်စေလျင်မူကားပြည့်ရှိသောသူကိုမှားယွင်းသောလမ်းမှပြန်စေသောသူသည်ဝိညာဉ်ကိုတည်ခြင်းမှကယ်တင်၍များစွာသောအပြစ်တို့ကိုဖုံးအုပ်တတ်သည်ဟုထိုသူသည်သိမှတ်စေတဲ့ဆိုတော့ကျမတို့မှာတာဝန်ရှိတယ်เนาะလမ်းပြောင်းနေတဲ့သူတွေကို
လူတွေရှိကိုချင်းကပ်ပြီးတော့မှအားပေးဖို့လက်မှန်ရအောင်ဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တော့ဘာလုပ်ပေးလို့ရလဲဆိုရင်ကျွန်တော်တို့ပြောပြလို့ရတယ်ကျွန်တော်ဆိုလဲတပည့်လေးတွေအများကြီးရှိတယ်ပေါ့နော်တပည့်လေးတွေကငငယ်လေးတဲ့ကိုလက်မှကြီးလာတဲ့အခါမှာအခုဆို73 74 15တွေဆိုသူတို့ဆိုလဲသူတို့မိသားစုအကြောင်းတွေအဲ့လိုမျိုးပေါ့အိမ်နဲ့စင်မပြေလို့အဲ့လိုမျိုးတွေရင်ဖွင့်တဲ့ခါတွေရှိတယ်ခါလေးကြလဲဟိုကလေးလူငယ်တဘာဝပေါ့နော်ဟိုတမင်ကြီးစားကိစ္စတွေဘာတွေအဲ့လိုမျိုးရင်ဖွင့်တာတွေရှိတဲ့ခါမှာဆိုလဲကိုကဘာလုပ်ရလဲဆိုကိုပါရောပြီးတော့လမ်းမပြောက်တော့ကိုကသူ့ကိုနှုတ်ပတ်တော်အားဖြင့်ခွန်အားပေးတယ်ဝင်လေးပင်မနဲ့သူတွေငါထံကိုလာကြလောဖခင်ကပြောထားတယ်နောက်ဆုံးကိုကဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တော့ကိုကသူတို့ကိုပြောပြလို့ရတယ်ဟုတ်ပြီနေတငယ်ချင်းနေလမ်းပြောက်နေလားငါဆုတောင်းပေးမယ်ငါတို့ဆုတောင်းပေးလို့ရတယ်ငါတို့ဖခင်ကအသက်ရှင်တယ်ငါတို့ဖခင်ရှင်မှာဆုတောင်းပေးလို့ရတယ်ယုံကြည်သူချင်းချင်းဆိုလဲဆုတောင်းပေးလို့ရတယ်ဆိုတာလေးကိုနိုင်ငံပြန်ပြီးတော့မှပြောပြချင်တယ်ကဲဟုတ်ပြီဒီနေ့ပေါ့နော်ကျမတို့ကဘသူကိုရှင်းကပ်ရမလဲလဲသိပြီဘာကြောင့်ရှင်းကပ်ရမလဲလဲသိပြီနောက်ဆုံးမှာဘယ်လိုရှင်းကပ်ရမလဲဟောင်းဘယ်လိုရှင်းကပ်ရမလဲအများကြီးပေါ့နော်ဒီဘယ်လိုရှင်းကပ်ရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လက်တွေ့ပေါ့လောလောလတ်ကိုတွေ့အနေငယ်သက်သေခံခြင်းနဲ့ဆိုတော့ပထမဦးဆုံးဘယ်လိုဘာမှစဖြစ်လဲဆိုတော့ညူရီးယားအကျိုးညပေါ့နှစ်သိညမှာဆရာကဒီဘောပင်လေးတယောက်တစ်ချောင်းပေါ့ဘောပင်လေးတယောက်တစ်ချောင်းသူပေးတယ်စာရွက်လေးတယောက်တစ်ရွက်ပေးတယ်နောက်26မှာတဲ့ဖြစ်ရှင်နာတွေကိုတဲ့ည7နာရီမှာရေးလိုက်တဲ့အဲ့လိုရေးပြီးသားရင်တဲ့ကိုကသူတောင်းမဲ့ထင်လို့ပေါ့အကောင်းနေပဲရေးပြီးတော့မှအဲ့လိုရေးပြီးသားအဲ့လိုရေးလိုက်ပေါ့နော်အဲ့ဒီတိုင်းဆွတောင်းဖို့ပေါ့ဆိုတော့ကျွန်တော်ကလည်းရေးလိုက်တယ်ပေါ့နော်I want to shame myself ပေါ့နော် physically mentally spiritually ပေါ့အဲ့အမျိုးမျိုးငါကြောင်းလဲချင်တယ်ပေါ့နောက်ဆက်လျှောက်မှာဆိုကျွန်တော်ဆွတောင်းပြီးတော့နောက်တစ်ခုကျွန်မဗာဆွတောင်းလိုက်မိလဲဆိုဖျားသခင်သမီးပေါ့နော်ကျန်းစာဖတ်ခြင်းအားကြီးလာဖို့မဆပါပြီးတော့မှဆွတောင်းခြင်းအားကြီးလာဖို့ပေါ့နော်2025မှာဆိုရင်အားနေတယ်ဟိုအလုတ်အထူးသဖြင့်တော့ဟိုအလုတ်ပင်ပန်းတာရောပြင်းတာရောပေါ့နော်အကုန်လုံးအကြောင်းပြပြီးတော့အားနေသွားတဲ့ခါမှာလေးပြဖို့ဖျက်ခင်သမီးတော့မလုံနိုင်ဘူးသမီးရဲ့နှလုံးသားကိုရောကိုပေးတယ်နော်ကိုရောပဲသမီးကိုလမ်းပြပေးပါဆိုပြီးတော့မှဆွတောင်းတဲ့ခါမှာလေဖခင်ကဘလောက်အထိလက်တွေ့ချက်ရှင်သက်သေပြလဲဆိုအဲ့ဒီနေ့မနက်မှာအစာရှောင်ရှိတယ်စာရှောင်ရှိတော့10နာရီလောက်မှဆရာလာပြောတယ်ပေါ့နော်ဖုံမိုးတဲ့ဒီမှာပေါ့နော်လူငယ်တွေကိုအနှဲငယ်တိုက်တွန်းခွန်အားပေးသက်သေခံပေးပါလားဆိုတော့ဒီတိုင်းမဲ့လက်တက်ပြောလို့မှမရတာစပြီးအမှဆူတောင်းခြင်းမကြည့်လို့မရတော့တောင်းပြီးဆူတောင်းပြီးတဲ့အပြင်စကားမမဖို့ဆူတောင်းတဲ့အပြင်ဘာလို့ရလဲဆိုဖတ်ရပြီကျန်းစာဘယ်ကျန်းဖိုက်ကဘယ်နားမှာရှိလဲငါကဘာအကြောင်းပြောရင်ဘလို့တင့်တော်မှာလဲဆိုအိုးချက်ရှင်သိလိုက်တယ်ဖခင်ကငါ့ကိုလမ်းဖွင့်ပေးပါလားပေါ့နော်ငါဒီလိုလှုပ်ချင်တယ်ဆိုတာလေစုပဲတောင်းလိုက်တာဒါပေမဲ့ဖခင်ကချက်ရှင်လမ်းဖွင့်ပေးတယ်ဆိုတာကိုသိလိုက်တယ်ဒါပဲလားဆိုတော့မဟုတ်ဘူးပေါ့နော်ဒီ2025ပြီးခဲ့တဲ့နှစ်မှာဆိုပေါ့အလုတ်ထဲမှာဆိုလဲနည်းနည်းစိတ်ဘယ်လိုလဲကတိကအောက်ဖြစ်တဲ့အခြေအနေလေးတွေရှိတယ်ပေါ့နော်။ဘာဖြစ်လို့လုံးရဲ့သားနဲ့အဖြစ်မရှိရလဲ။ရှားသခင်သမီးကိုလမ်းဖွင့်ပေးပါသမီးဘာအားနေချက်ရှိလဲ။ဘာလို့လဲပေါ့နော်။အဲ့လိုမျိုးဆွတောင်းတဲ့အခါမှာမနေ့ကဆိုလဲဆရာထွန်းလင်းအားဖြင့်သူကဒီ plan တွေပေါ့နော်။စရင်ပိုင်းမှာလားသူအဲ့လို plan လေးတွေပြောပြတဲ့အခါမှာကိုကချက်ချင်းခွန်အားရတယ်။အော်ငါကဒါဖျားစကားပြောနေတာပဲငါဒီမှာငါဒါတွေလိုအပ်တယ်ဆိုတာကိုကျွန်မသိလာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒါတော့ကိုတွေ့ပေါ့နော်ကျမတို့ကဖျားကိုဘယ်လိုရှင်းခဲ့ရမလဲဆိုရင်ဒီကျမတို့ရဲ့နှလုံးသားပေါ့နော်ကျမတို့မလုံနိုင်တော့ဘူးဆိုတာကိုဝန်ခံပြီးတော့မှဖျားစီကိုတိုက်ရိုက်တိုးဝင်တော့ပေါ့နော်ဖျားသခင်သမီးကတော့စာရီမကြက်နိုင်ဘူးဖျားသခင်စာရီမမှတ်နိုင်ဘူးဖျားသခင်သမီးကတော့ကျန်းစာမဖတ်ချင်ဘူးဖျားသခင်သမီးကတော့ကျန်းစာဖတ်ဖို့အားနေတယ်ဖျားသခင်သားကတော့6ပဲသွားချင်နေတယ်ဖျားเจ้าမတတ်ချင်ဘူးဆွတောင်းလို့ရတယ်ကျမတို့ဆွတောင်းကြည့်ပါတကယ်ပဲပေါ့နော်ကျမတို့မလုံနိုင်ဘူးဒါပေမဲ့ကိုတော်ပဲလှုပ်ပေးပါဆိုပြီးကျမတို့နှလုံးသားကိုဖျားကိုပေးပြီးတော့မှဆွတောင်းကြည့်ပါအဲ့လိုဆွတောင်းရင်အဲ့ဒီရှင်းကပ်နီးကပေါ့နော်ဖခင်ကအဖြေပေးပြီးတော့လမ်းဖွင့်ပေးတဲ့ရှင်းကပ်နီးပဲဖြစ်ပါတယ်လို့နောက်ဆုံးအနေနဲ့ယေရမိခန်းကြီး29အငယ်73နော်ယေရမိခန်းကြီး29အငယ်73ဖျားသခင်ကဘာပြောထားလဲဆိုရင်
ငါကိုရှာတော့အခါစိတ်နှလုံးအကျွမ်းမဲ့နဲ့ရှာရင်တွေးကြလိမ့်မည်တဲ့ဖះကိုရှာရင်ကျမတို့ကစိတ်နှလုံးအကျွမ်းမဲ့လေးနဲ့ပဲရှာကြည့်ပါဖះကိုတွေးမယ်ပေါ့နော်ဒီနှစ်အတွက်လူငယ်တွေကိုဒီ2026နှစ်အတွက်ပေါ့နော်အနေငယ်ခွန်အားပေးချင်တာကနံပါတ်1ကျမတို့ကဖះကိုရှင်းကပ်ပါပြီးတော့မှနံပါတ်2ဖះကိုတည်းမဟုတ်ဘောနော်မိဘကိုရှင်းကပ်ပါနံပါတ်3ကျမတို့ကလမ်းပြောင်းနေတဲ့တငယ်ချင်းတွေစီကိုရှင်းကပ်ပါခွန်အားပေးပါဘယ်လိုရှင်းကပ်ကမလဲဆိုရင်ကျမတို့ရဲ့ဒီနှလုံးသားတကားကိုဖွင့်ပြီးကျမတို့မိဘစကားနားမထောင်နိုင်ဘူးလားရတယ်နော်ဆုတောင်းကြည့်လိုက်ဖះသခင်သမီးနားမထောင်ချင်တော့ဘူးဒါနားမထောင်ချင်တော့ဘူးဒါကိုခွန်အားပေးပါဒါကိုလမ်းဖွင့်ပေးပါဆုတောင်းကြည့်လိုက်ဖះသခင်ကတကယ်ပဲပေးမယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လို့ကျမတို့ရဲ့အသက်တာမှာဒီတစ်နှစ်လုံးပေါ့နော်2026တစ်နှစ်လုံးမှာလူငယ်တွေကိုအထူးသဖြင့်ဒီအနေငယ်ကြုံတွေ့ခဲ့ရတဲ့အရာတွေနဲ့ပြန်ပြီးတော့မှsharing လုပ်ရင်းနဲ့မှတသက်ခံရင်းနဲ့မှခွန်အားပေးတိုက်တွန်းခြင်းဖြစ်ပါတယ်လို့ကြားနာရတဲ့ညီကိုမမအယောက်စီတိုင်းပေါ်မှာ